Okay ပါကျွန်တော် Motion Secret Channel ကနေအားလုံးကို Nutrient ဆိုတာကြိုးဆိုလိုက်ပါဗျာเนาะကျွန်တော်တို့ဒီနေ့ဒီနေ့23ရက်နေ့ပါเนาะဒီနေ့23ရက်နေ့6လပိုင်း2026เนาะအင်္ဂါနေ့မနက်ပိုင်းအတွက်ကိုကျွန်တော်ရဲ့ Mystery အားလုံးအတွက်ကိုကျွန်တော်ရတဲ့ကဏ္ဍကိုပြင်လေလို့ line ပေါ်မှာတင်ပေးမယ်ဗျာတင်ပေးသွားမယ်ဗျာเนาะဒါကြောင့်မို့ချင်းမိတ်ဆွေတွေအကိုဒီမတွေညီလေးညီမတွေဘက်ကနေကျွန်တော်ရဲ့ live တွေကိုဝင်လာတဲ့เนาะတပြိုင်နဲ့လက်မလေးတွေကိုစီနှိပ်ထားပါเนาะ share လို့ရတဲ့မိတ်ဆွေအကိုဒီမတွေညီလေးညီမတွေဘက်ကနေကျွန်တော်ရဲ့ video file လေးကို share လို့ရရင် share ပေးပါเนาะကျွန်တော်တို့ဒီနေ့23ရက်နေ့6လပိုင်း2026เนาะ23ရက်နေ့6လပိုင်း2026အင်္ဂါနေ့မနက်ပိုင်းအတွက်ကိုမိတ်ဆွေတွေအားလုံးတို့ကိုကျွန်တော်ဘက်ကနေပေါက်စေခြင်းလို့เนาะအားလုံးကိုရစေခြင်းလို့စေတနာနဲ့လာရောက်ပြီးတော့မျှဝေပေးတာဖြစ်တယ်ဗျာเนาะဒါကြောင့်မို့ချင်းမိတ်ဆွေတွေဘက်ကနေပေါက်ချင်ပါတယ်เนาะရကျင်ပါတယ်အောင်ကျင်ပါတယ်ဆိုတဲ့မိတ်ဆွေအကိုရီမတွေညီညီမတွေဘက်ကနေကျွန်တော်ရဲ့ live ထဲကိုဝင်လာတဲ့တိုင်နဲ့လက်မလေးတွေနှိပ်ထားပါကျွန်တော်ရဲ့ YouTube ကောက်ကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီကိုမောင်နှမတွေပါတယ်ဆို subscribe ကလေးတွေနှိပ်ထားပေးပါလို့ကျွန်တော်ဘက်ကနေတောင်းဆိုတယ်ဗျာเนาะကျွန်တော်တို့ဒီနေ့23ရက်နေ့6လပိုင်း2026အင်္ဂါနေ့မနက်ပိုင်းမှာပေါက်ချင်တယ်ရကျင်တယ်ဆိုတဲ့မိတ်ဆွေသိသိချလေးကြည့်ပါမနေ့ကနော်မနေ့က3ကိုမှအောင်တယ်လို့ကျွန်တော်တို့ဒီနေ့မှလည်းအောင်ကိုအောင်ရမယ်ရကိုရမယ်ခဏကိုတင်ပေးမှာဗျာเนาะဒါကြောင့်မို့ကျွန်တော်ကိုယုံနေအားပေးတယ်ဆိုတဲ့ message တွေတခြားလေးတော့ကြည့်သွားပါဗျာเนาะโอเคပါเนาะဒီနေ့23ရက်နေ့เนาะ6လပိုင်း2026เนาะအင်္ဂါနေ့မနက်ပိုင်းမှာ mystery เนาะကျွန်တော်တို့အခွေနေနဲ့ဆိုရင်တော့ကျွန်တော်တို့3လုံးအခွေပေါ့3လုံးအခွေနဲ့ဆိုရင်ကျွန်တော်တို့18เนาะ186ဆိုတဲ့အခွေကိုအရင်ကြိုက်ပါတယ်เนาะအခွေနေနဲ့ဆိုရင်ကျွန်တော်တို့186ဆိုတဲ့အခွေပါเนาะကျွန်တော်တို့အခွေနေနဲ့ဆိုရင်186เนาะ186ဆိုတဲ့အခွေကိုအရင်ကြိုက်ပါဗျာเนาะအားလုံးကိုမိတ်ဆွေအားလုံးကိုကျွန်တော်တို့ကနေထိုးစေခြင်းလို့เนาะရစေခြင်းလို့အားလုံးကိုစေတနာနဲ့တင်ပေးတာဗျာเนาะမိတ်ဆွေရှိမှာเนาะကနန်းထိုးစရာမရှိဘူးဆိုရင်လည်းကျွန်တော်တို့အခုတင်ပေးတဲ့အခွေကိုလိုက်ကစားပါเนาะ1 chain အနေနဲ့ဆိုရင်ဒီနေ့မနက်မှာเนาะကျွန်တော်တို့2ခွန်1 chain ပါဗျာเนาะကျွန်တော်တို့ဒီနေ့မနက်မှာ1 chain အနေနဲ့ဆိုရင်တော့2ခွန်1 chain ပါเนาะ2ခွန်1 chain ကတော့ကျွန်တော်ပို့ပြီးတော့အရင်ကြိုက်တယ်ဒါပေမဲ့186ဆိုတဲ့အခွေကတပတ်စာအခွေပါเนาะဒီ3လုံးအခွေဒီတပတ်စာအခွေပါကျွန်တော်တို့ဒီအင်္ဂါနေ့မနက်ပိုင်းအတွက်ကိုကျွန်တော်ကပို့ပြီးကြိုက်ပါတယ်ဒါကြောင့်မို့ဒီနေ့အင်္ဂါနေ့မနက်ပိုင်းမှာ186ဆိုတဲ့အခွေကိုเนาะဒီမိတ်ဆွေတို့ကြိုက်ရင်ကျွန်တော်တင်ပြီးတဲ့186ဆိုတဲ့အခွေကိုကြိုက်ရင်ခွေပါเนาะဒီကျွန်တော်ကတော့ဒါဒီ186ဆိုတဲ့အခွေကဒါတပတ်လုံးစာအတွက်အခွေပါဒီ186ဆိုတဲ့အခွေက100ရာခိုင်နှုန်းမှာ99ရာခိုင်နှုန်းလာဖို့များတယ်เนาะအားလုံးကိုစေတနာနဲ့တင်ပေးတာဗျာเนาะမိတ်ဆွေတို့ဒီ186ဆိုတဲ့အခွေကိုခွေမယ်ဆိုရင်လည်း like ခွေပါဗျာเนาะโอเคပါဒီနေ့အင်္ဂါနေ့မနက်ပိုင်းမှာ1 chain ကတော့ကျွန်တော်တို့2ခွန်1 chain ပါเนาะ2ခွန်1 chain ကလည်းအရင်ကောင်းတယ်ဗျာเนาะ2ခွန်1 chain ကလည်းအရင်ကောင်းတယ်เนาะနှစ်ခုံ1ချင်းကလည်းအရင်ကောင်းတယ်မိတ်ဆွေကိုတွေမတွေနော်နှစ်ခုံ1ချင်းကလည်းအရင်ကောင်းတယ်နှစ်ခုံ1ချင်းနဲ့ကရမဲ့ကကနန်းကတော့နော်ကရမဲ့ကကနန်းကတော့နော်16နော်16839ဆိုတဲ့ကဏ္ဍနဲ့ကပ်ပါနော်16839ဆိုတဲ့ကဏ္ဍနဲ့ကပ်ပါနော်အဲ့ဒီနှစ်ခုံ1ချင်းနဲ့ဒီနေ့မနက်မှာကပ်ရမယ့်ကဏ္ဍကတော့16839ဆိုတဲ့ကဏ္ဍနဲ့ကပ်ပါเนาะတကွက်ကောင်းထိုးမယ်မိတ်ဆွေတကွက်သေးထိုးခြင်းနဲ့မိတ်ဆွေရှိကြလားရှိတယ်ဆိုရင်လည်း comment ထဲမှာဝင်ရေးပေးပါเนาะရှိတယ်ဆိုရင်လည်းရှိတဲ့အကြောင်းလေးရေးပေးပါကျွန်တော်တို့တကွက်ကောင်းတင်ပေးမယ်เนาะကျွန်တော်တို့နှစ်ခွန်1ချင်းနဲ့เนาะကျွန်တော်တို့နှစ်ခွန်1ချင်းနဲ့အကြိုက်ဆုံးပတ်တီကတော့ကျွန်တော်ခွန်ပိုင်းခွန်ပတ်တီကိုပူကြိုက်တယ်เนาะကျွန်တော်ခွန်ပိုင်းခွန်ပတ်တီကိုပူကြိုက်ပါတယ်ဒါမိတ်ဆွေအားလုံးပဲเนาะမိတ်ဆွေအကြိုက်တော့ like ပတ်ပေါ့เนาะတစ်လုံးနဲ့ပတ်ချင်เนาะဒီနေ့အင်္ဂါနေ့မနေ့အတွက်မှာတစ်လုံးနဲ့ပတ်ချင်တော့ခွန်ပိုင်းခွန်ပတ်တီကိုပတ်ပေါ့เนาะတကယ်လို့မိတ်ဆွေကเนาะကျွန်တော်တို့ခွန်ပိုင်းခွန်ပတ်တီကိုမပတ်ဘူးเนาะမိတ်ဆွေနှစ်ခွန်1ချင်းကို16839ဆိုတဲ့ကဏ္ဍနဲ့ကတ်မယ်ဆိုရင်လည်းကတ်ထိုးပါเนาะ16839ဆိုတဲ့ကဏ္ဍနဲ့နော်16839ဆိုတဲ့ကဏ္ဍနဲ့လည်းကတ်ထိုးမယ်ကျွန်တော်တို့တင်ပေးတဲ့တင်ကွက်ကိုလည်းထိုးမယ်ဆိုရင်ဒီနေ့မနက်မှာ2နဲ့ဆိုရင်26เนาะ9နဲ့ဆိုရင်86ဆိုတဲ့ကဏ္ဍကိုကျွန်တော်ဘက်ကနေအရင်ကြိုက်ပါတယ်မစ္စတာဘက်ကနေအကြိုက်တူပါတယ်ဆိုရင်တော့ကျွန်တော်တင်ပေးတဲ့ကဏ္ဍကို like ကစားပါဗျာเนาะ